ကြိုဆိုပါရယ်ယနေ့ကျွန်ုပ်တို့အစားအစာလုံခြုံရေးကိုတင်ယူမည်အစားအစာလုံခြုံရေးနှင့်တင်စီမှုသည်အရေးကြီးသည်ပထမဦးစွာအသစ်သောအပင်များကိုပြောကြစို့အတီးနှင့်ဟင်းသီးဟင်းရွက်များကိုရေခဲတစ်တာတွင်သိမ်းပါဟင်းသီးများကိုခရစ်စပေါက်တွင်သိမ်းပါအာလူကျက်သွန်ဖြူနှင့်တံမယာများကိုအခန်းပူချိန်တွင်သိမ်းပါသားကျက်သားနှင့်ပင်လယ်စာများကိုအစိတ်မပါသောအထုပ်များတွင်အောက်ဆုံးရှယ်ပြားတွင်သိမ်းဆည်းပါအဆက်အသွယ်မှကာကွယ်ရန်မြင်းတို့ကိုရေခဲတစ်တာတွင်သိမ်းပါသက်တမ်းကုန်ရက်များကိုသတိပြုပါအယောင်ရက်9ရက်အတွင်းအခဲမပါသောအသားကိုချက်ရန်ကြိုးစားပါအသားကိုချက်ပါနိုးချိတ်နှင့်ကြက်ဥကဲ့သို့သောနိုးထုတ်ကုန်များကိုရေခဲတစ်တာ၏အေးဆုံးနေရာတွင်သိမ်းဆည်းပါတကားတွင်မသိမ်းပါအပူချိန်များပြောင်းလဲသည်နိုးထုတ်ကုန်များကိုစစ်ဆေးပါဆံများကို6တွေ့သောနေရာတွင်သိမ်းပါပိုးမွားမဝင်စေရန်အထိခိုက်ပိတ်ထားသောကွန်တိန်နာများသုံးပါကန်ထရိုက်အစားအစာများကိုအပြင်မှာထားပါဖွင့်ပြီးအခါအစားအစာများကိုပန်းထဲသို့ထားပါဖွင့်ပြီးပါကအစားအစာများကိုအခြားကွန်တိန်နာသို့ပြောင်းပါရေခဲတစ်တာထဲမှာအရာများများသိမ်းထားခြင်းသည်လေထွက်မှုကိုထိခိုက်စေနိုင်သည်အစားအစာလုံခြုံမှုအတွက်တန်ရှင်းမှုကိုထိန်းသိမ်းပါအစားအစာကိုကင်တွယ်မီနှင့်ပြီးနောက်20စက္ကန့်အထိစက်ပြာနှင့်ရေးဖြင့်လက်များကိုဆေးပါမျက်နှာပြင်များကရိယာများနှင့်ဖြတ်တန်းခွက်များကိုတန်ရှင်းပါအသားရည်များကိုရေချိုးခန်းထဲမှာမထားပါနှင့်အစားအစာများကိုအမြန်ဆုံးတန်ရှင်းပါကြံစားစာများကိုမမေ့ပါကြံစားစာများကိုအထိခိုက်ပိတ်ထားသောကွန်တိန်နာများတွင်သိမ်းပါသိမ်းရန်နီလန်းများရှိသည် Tupperware ကွန်တိန်နာများသည်အထိခိုက်ပိတ်ထားပြီးပြန်လည်အသုံးပြုနိုင်သည်ဟောင်းစားတောက်ကုန်ပစ္စည်းများမှပြန်လည်အသုံးပြုသောဂျာများသို့မဟုတ်ကွန်တိန်နာများသည်စော်ဆက်များအတွက်အထူးသင့်လျော်သည်စစ်ပရောအိမ်များသုံးပါရိုးရှင်းသောကရိယာများဖြင့်အစားအစာကိုထိမ့်သိမ်းပါအစားအစာကိုအတစ်ဆက်ဆက်ထိမ့်သိမ်းပါသတင်းချက်လက်များကိုသိရှိပြီးတင့်မိသားစုကိုကာကွယ်ပါကျေးဇူးတင်ပါတယ်